အမေကောင်မလေးရေးထားဒိုတဲ့ ဒိုပါနဲ့မေဒိုอ่ะ ဟိုအောက်ကမြင်မပါဘူးရခင်ဗျာ ဩအရေးတော့ စာကြနေကောင်မလေးကအ ရေးတော့ ခိုချီရေ ကိုကြီးရဲ့နဲ့မေကိုချီရမှာ ကောင်မလေးကလက်ရည်မမှန်ဘူးတို့ကိုကြီးရေဒီလက်ရည်ကိုမြင်အကိုမှုံးမိမှာပါ ခွီဒီလေရမြင်အကိုမမိမှာပါ သူရေးတာမမှန်ဘူးတော့ခိုချီရေ ကိုကြီးရဲ့ဒီကိုချီကဘယ်ပါလာလဲ ညီမတို့ရွာလာတော့ကအကိုပြော့နေတယ်ဆို အဲ့ဒီကဆေးမထိုးထားလို့ဟာညီမတို့ရွာလာတော့အကိုပြောတယ်ဆို အခုညီမတို့ရွာမှာ ရွာမှာ ဘန်းကြီးပြန်ပွဲရှိတယ် ဖုန်ကြီးပြန်ပွဲ ပဲလာရွရှက်လာအညက်လာမသိဘူး ဘောပွဲလားရုပ်ရှင်လားအငိမ့်လား အကိုလားပြအောင်လားပါ နွားပါလာပြအောင်လာပါ ညီမမျော့နေပြီ မလေးမျောလေးနဲ့ဆိုသိတဲ့ဘောဟာမျောနေမယ်မျောနေမယ် အော်ခိုချီရေ ကိုကြီး နေကန်းလား တန်းယုံနေမကောင်းမမြင်ရတော့ဘူးနေကောင်းလား ဟောဟိုစောက်တုံးကမအေလို့ ဘာဖြစ်လဲဘာဖြစ်လဲ အော်မဟုတ်သေးချာဟိုစောက်တုံးကမအေလို့ ဟိုဆောင်းတော့မအေးလို့ ခိုချီရေ ကိုကြီးရေ အကိုနဲ့ညီမချနေတာကို ချစ်နေတာကို အကိုနဲ့ညီမချစ်နေတာကိုအဖေတို့မိသိသွားပြီတဲ့အကိုအမြန်လာတောင်းပါ အမြန်လာတောင်းပါ အကိုမတောင်းရင်တောင်းတဲ့လူတော့လိုက်ရပါလိမ့်မည် စေးထိုးပြီးမှလာခဲ့မယ်လို့အဲ့ဒီမသားမကိုပြောလိုက်